Hello မင်္ဂလာပါ welcome to my green blog ဒီနေ့ကရန်ထူးကြတဲ့နေ့လေးတစ်နေ့ပါမင်္ဂလာဆောင်ညစာစာဝတ်လေးတစ်ခုကိုတရားခွင့်ရခဲ့ရမို့ဒီမတ်တရားလေးကိုဘလော့အနေနဲ့သိမ်းထားခြင်းခဲ့ပါတယ်ပွဲနေရာလေးကိုရောက်လာတဲ့ချိန်လေးကမီးလင်းရောင်လေးနဲ့ပန်းလားစင်ကြားထဲမှာ romantic ခံစားလို့ရနေပါပြီအဝင်လန်းတစ်လျှောက်မှာတည်သက်လာပါတဲ့ decoration တွေကိုမြင်ရပါတယ်အဖြူရောင်လေးနဲ့အသားရောင်မီးလုံးလေးတွေပေါင်းဆက်ထားတဲ့လှစင်ပုံစံကနူးညံ့ပြီးတော့လွန်လှပနေပါတယ် guest တွေကလည်းတရားဝီတရားဝင်လာကြပြီးတော့ပျော်ရွှင်စွာနှုတ်ဆက်နေကြပါတယ်ဒီညကလူတိုင်းအတွက်အမတရားဖြစ်မဲ့ညလေးပဲဖြစ်မယ်ထင်ပါတယ်ဒါဆိုလို့ရှိရင်မော်နော်သူတို့သားသူတို့သမီးရဲ့ pre wedding လေးတွေကိုသူတို့ကဒီ decoration မှာထည့်ချိတ်ထားပါတယ်သူတို့သားမရှင်စောနဲ့သူတို့သမီးရှင်းရဲ့မင်္ဂလာပွဲလေးကိုတက်ရောက်ခဲ့ရပါဒါဆိုလို့ရှိရင်သားလေးကတော့သူ့ရဲ့ office လေးကတော့နောက်တိုင်းဝစ်စုံဟိုပေါ့နော်အသားရောင်လေးနဲ့မိကတော့show rose နဲ့ပြအင်ကြီးလေးနဲ့ပါသူတားလေးကကြောက်ပို့ပြီးတော့သူက decoration နဲ့ရအောင်လိုက်ဖက်နေရပါတော့သူက decoration လေးကအစိမ်းရဲ့အသားရောင်ရဲ့အဖြူရောင်ရဲ့ဝဲအသုံးပြုထားပြီးတော့သူတို့ကပထမအဆုံးအနေနဲ့ဆိုလို့ရှိရင်ဒီမှာသူတို့သားသူတို့သမီးရဲ့ engagement နဲ့ singing လက်မဲ့ YouTube ပဲကိုသူတို့က blog လေးတစ်ခုနဲ့ရပ်ပြီးပြထားပါတယ်ပြီးလို့ရှိရင်တော့ဘောနော် presenter ကိုပြိုးစော်လေးကဝင်လာပြီးတော့သူတို့သားကိုစပြီးတော့စတင်ဖိတ်ခေါ်ပါတယ်သူတို့သားလေးကဆိုရင်သူတို့သားသူသမီးအချမ်းရံလေးနဲ့သူတို့သားသမီးအရန်လေးနဲ့ဝင်လာကြပါတယ် Baby, I'm falling. I'll take it in love. Everything that you are is all I'm dreaming of. And if I can't break enough, show you that I need us. I give up everything I have, you're just for you. I'm trying to hold back, you all know that you're the one that's on my mind. Falling too fast, take me in love. Girl, I need breathe is you, 'cause you're the right time at the right moment. You're the sunlight. မင်္ဂလာစင်မြင့်ချက်ကိုမင်္ဂလာသူတို့သားရောက်ရှိပြီဖြစ်ပါတယ်။ဆယ်လ်ဗီယိုမှာအင်တာဗျူးများအားလုံးရဲ့ရှေ့မှာကိုဒီကနေ့ရဲ့လေးတွေကဝင်လာပြီးတော့လက်စွပ်ချင်လဲပြီးတော့နောက်ဆုံးမှတော့သူတို့သားသမီးရဲ့မျက်နှာပေါ်ကအပြုံးလေးတွေမြင်ရတာနဲ့ဒီနေ့ရဲ့အဓိပ္ပာယ်ကိုသိလိုက်ရပါတယ်ချစ်ချင်းမေတ္တာဆိုတာကစကားလုံးတွေမလိုဘဲနဲ့ခံစားလို့ရတဲ့အရာတစ်ခုပဲเนาะအဲ့တော့ဒီမှာသူတို့ကဆိုရင်တယောက်ကိုတယောက်လက်စွပ်လေးတွေလဲပေးကြမှာပါချစ်ချင်းမေတ္တာများစွာနဲ့အတူအတိအပြုများပုံပြုများမင်္ဂလာလက်ချက်ဆိုရအောင်ပြန်လာတဲ့ကိုစင်ပါဖြစ်ပါတယ်မင်္ဂလာသူတို့သားလေးကစတင်ပြီးတော့မင်္ဂလာသူတို့ဒီရဲ့နှလုံးသွင်းကြောင်းစီးစင်းနေပါတော့မင်္ဂလာသူတို့ရဲ့ဘဲဘဲတဲ့တွေကိုမင်္ဂလာလက်ချက်ဆိုကိုယ်တိုင်ကိုကြစတင်ဆင်ရပါဗျာမင်္ဂလာသူတို့မိရတယ်ပြန်လေပြောပါမင်္ဂလာသူတို့ဆွေးဖြစ်နေတဲ့မျက်နှာလေးကိုကြည့်ရတာရမ်းအောင်ပေါ့နော်ကြည်နူးတဲ့အချိန်ကမည်းတစ်ခုကိုတွေ့ရှိခဲ့ရပါတယ်သူတို့ပြောသလိုကိုရီလည်းစိတ်မှလိုက်ပြီးတော့ romantic ခံစားမှုလေးကိုခံစားလိုက်ရပါတယ်အခုတော့ညစာစားမယ့်ချိန်ကိုရောက်ပါပြီစပွဲတစ်ခုချင်းစီကိုတည်တော့စာစီစဉ်ထားပြီးတော့ဟင်းပွဲလေးတွေကလည်းအနံ့ကောင်းပြီးတော့စားခြင်းစရာကောင်းပါတယ်အဲ့တော့နောက်ပြီးဒီဟင်းလေးဆိုလို့ရှိရင်လည်းရတာကောင်းပြီးတော့ဒီနေ့အကျဆုံးဖြစ်သွားမယ်ထင်ပါတယ်ညလေပိုင်းရောက်တော့လေသချင်းလေးတွေလည်းဖွင့်ပေါ့နော်သချင်းလေးတွေနဲ့တူလူတွေကလည်းပို့ပြီးပျော်ရွှင်လာတယ်တချို့ဆိုလို့ရှိရင်ကားကြမျိုးကြပွဲကြပါကြပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့ romance တန်လေးတွေလည်းကြားရတယ်လို့ကိတ်မုတ်ခွဲတဲ့ကိတ်မုတ်ခွဲတဲ့တန်လေးကိုလည်းကိုကသချင်းလေးနဲ့လုံးဝကိကိုက်နေအောင်ကြားရပါတယ်တချို့ကကားတယ်တချို့ကရီမောတယ်ဒီပွဲလေးမှာလူတွေတစုတစည်းရဲ့ဖြစ်စေရပေါ့နော်မဆွေသူတို့ကသူတို့သမီးလေးတွေကိုကိုကပန်းလေးကျဲပြီးတော့သူတို့ပေါ့နော်ဂုဏ်ပြုပေးရမှာပါပြန်ကန်လက်ဆောင်လေးတွေပါ
wedding dance အလားပါလေးတွေကိုလည်းခံစားရတယ်ပေါ့နော် wedding dance အလားပါလေးတွေကိုလည်းခံစားရပါတယ် ဒီမင်္ဂလာဆောင်ညစာစားပွဲလေးရဆိုရင်တကယ်ကိုညှိထွေးပြီးတော့အမတ်တရပြည့်စရာကောင်းတဲ့ညလေးပါသူတို့သားနဲ့သူတို့သမီးအတွက်လည်းအနာဂတ်မှာပျော်ရွှင်မှုတွေမြဲရှိပါစေလို့ဆုတောင်းပေးပါတယ်ဒီ blog လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက် video blogs တွေမှာလည်းပြန်တွေ့ကြမယ်နော် bye bye